ဟိုတော့ငါပပဲလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းလို့ပြီးတော့ရက်တီလာကြတဲ့မိဘနှစ်ပါးနဲ့တူရီတော်သားလေးတယောက်အားလုံးပေါင်းမိသားစု3ယောက်ဟာပြေးပြေးလဲလဲနဲ့မတောင့်မတမကြောက်မကြနဲ့နေလာခဲ့ကြတဲ့ဖခင်လို့သူကပပဲလုပ်ငန်းလို့ပြီးတော့မိခင်ဖြစ်သူကခြံနှွမ်းစိုက်ပျိုးရေးလုပ်ငန်းလုပ်ရင်းချက်ပြုတ်လျှော်ဖို့ပေါ့သားလေးကတော့တူရီတော်သားလေးမို့ဘာမှမခိုင်းပဲနဲ့ထားလာခဲ့ကြတနေ့မှာတော့ဖခင်ဖြစ်သူကငါတို့အခုအလုတ်လုံနိုင်တော့မို့လောက်ကိုင်းပြီးတော့ပြည်လဲနေပြီမဲ့တနေ့ငါတို့အိုမင်းမစွမ်းလို့မလုံနိုင်တဲ့အခါဘယ်လိုလုပ်ကြမလဲငါတို့ရဲ့တူရီတော်သားကလည်းဘာမှမလုပ်ပဲဒီအတိုင်းနေလာခဲ့တယ်ငါတို့အိုမင်းမစွမ်းတော့ရင်ငါတို့မိသားစုတာဝန်ဘယ်သူကထမ်းတော့မှလဲငါတို့မရှိတော့ရင်ငါသားကဘာနဲ့သွားရက်တီမှလဲလို့ဖခင်ဖြစ်သူကစဉ်းစားမိပြီးတော့သူသားကိုအလုတ်ထွက်လုပ်ပြီးငွေသွားရှာဖို့ခိုင်းခဲ့တယ်သားကလည်းလှုပ်ရှားမရှိတော့အလုတ်မလုပ်ချင်းမိခင်ဖြစ်သူကလည်းသူသားကိုမလှုပ်စေခြင်းပါဘူးဒါပေမဲ့လေဖခင်ရဲ့စကားကိုဘယ်သူမှမလွန်ဆန်ရဲတော့မိခင်ဖြစ်သူကသူသားကိုငွေတင်းပြားလေးတစ်ပြားပေးလိုက်ပြီးတော့သားသွားအပြင်မှာသွားနေညနေကျမှအလုတ်ကပြန်လာတယ်ဆိုပြီးတော့ဒီငွေတင်းပြားလေးကိုသားအဖေအပ်လိုက်ဆိုပြီးသားကိုငွေတင်းပြားလေးကိုပေးလိုက်ပြီးတော့လွှတ်လိုက်တယ်သားကလည်းတနေ့ကုန်ရှောက်လဲပြီးညနေကျမိခင်ပေးလိုက်တဲ့ငွေတင်းပြားလေးကိုသူအလုတ်လို့ရလာတဲ့ပုံစံနဲ့ဖခင်လက်ထဲကိုထည့်လိုက်တယ်ဖခင်ဖြစ်သူကငွေတင်းပြားလေးကိုဟိုဘက်ဒီဘက်အပြန်မြန်လှမ်းကြည့်နမ်းကြည့်လှုပ်ပြီးတော့ပပဲဘူးတဲ့ပြစ်ထည့်လိုက်တဲ့သားလုပ်တဲ့သူကလည်းဘာမှမဖြစ်ပါဘူးဒီတိုင်းကြည့်နေခဲ့ဒီတော့ဖခင်ဖြစ်သူကဒီတင်းကားပြဟာမင်းအလုပ်လုပ်လို့ရလာတဲ့ငွေမဟုတ်ဘူးမင်းငါ့ကိုလိန်တာပဲသွားနောက်နေ့လဲမင်းထွက်လုပ်ရမယ်ဆိုပြီးလွှတ်လိုက်ပြန်မိခင်ဖြစ်သူကလည်းသူသားကိုတင်းကားတစ်ပြားပေးလိုက်ပြီးတော့အရင်ကနေလိုပါပဲလွှတ်လိုက်ပြန်ညနေပြန်လာရင်တော့အလုပ်လုပ်လာတဲ့ပုံစံဖြစ်အောင်ချွေးရီတန်တွေဖြစ်လာအောင်လှုပ်လာခဲ့လို့မိခင်ကသားကိုမှားလွှတ်လိုက်တယ်နောက်နေ့လဲအရင်နေ့လိုပါပဲထူးတာဆိုလို့ချွေးတွေဖုန်တွေလူလာလို့အလုတ်လှုပ်လာဟန်ရှိပေမဲ့ငွေတင်းကားပြားကိုဖခင်လက်ထဲထည့်လိုက်တဲ့အခါဖခင်ကအပြန်ပြန်လန်းလန်းကြည့်ငွေတင်းကားပြားလေးကိုနမ်းကြည့်ပြီးတော့ပပဲဘူတဲ့ပြစ်ထည့်လိုက်ပြန်တယ်ဒီတော့လေသားဖြစ်တဲ့သူကလည်းဘာမှမဖြစ်ပါဒီတော့ဖခင်ကမင်းငါ့ကိုလိမ်မြန်ပြီဒီနေ့လဲမင်းအလုတ်လှုပ်လာတာမဟုတ်ဘူးဒီနေ့နောက်ဆုံးနေ့ဖြစ်ပါစေနောက်နေ့တွေမင်းငါ့ကိုလိမ်ရင်ငါသီးခံမှာမဟုတ်တော့ဘူးလို့ပြောလိုက်တဲ့မိခင်ရောသားပါလန့်သွားခဲ့မိခင်ကလည်းနောက်နေ့မှာတော့ငွေတင်းကမပေးရတော့ဘူးသူသားကိုမင်းအဖေကသားအလုတ်လုပ်ဖို့ကိုရှော့မှာမဟုတ်တော့ဘူးဒီတော့သားအလုတ်ကိုစူးစမ်းလုပ်ခဲ့ငွေတွေကိုရအောင်စုခဲ့လို့မိခင်ကလည်းမှားလိုက်တယ်သားဖြစ်သူကလည်းအိမ်ကနေထွက်သွားပြီးတော့အလုတ်ကိုစူးစမ်းလုပ်ကင်ခဲ့တယ်ငွေတွေစုခဲ့နှစ်ပတ်လောက်ရှိတဲ့အခါမှာတော့အိမ်ကိုပြန်လာပြီးတော့ငွေတင်းကားပြားလေးကိုဖခင်ကိုအပ်လိုက်တယ်ဖခင်ဖြစ်သူကလည်းလက်ထဲကငွေတင်းကားပြားလေးကိုအပြန်မြန်အလှန်လှန်ကြည့်နမ်းကြည့်နောက်သားဖြစ်သူကလည်းဖခင်လက်ထဲကသူအပ်လိုက်တဲ့ငွေတင်းပြားလေးကိုသေချာစိုက်ကြည့်နေခဲ့ဒီအချိန်မှာဖခင်ဖြစ်သူကငွေတင်းကားပြားတွေကိုမိဖို့တဲ့ပြစ်ထဲမဲ့လို့တော့သားဖြစ်သူကပြာကြီးပြာနဲ့ဖခင်လက်ကိုဆွဲထားပြီးတော့ငွေတင်းကားပြားတွေကိုမိဖို့တဲ့မကြအောင်ကြိုးစားပြီးတော့လူယူထားလိုက်တယ်ဒီတော့ဖခင်ဖြစ်သူကပြုံးပြီးတော့ဒီငွေတင်းကားပြားတွေကတော့မင်းလှုပ်အားနဲ့ရလာတာသိကြပြီလို့ပြောလိုက်ဒီမဲ့သားဒီနေ့အဖေတို့အမေတို့ကလုံနိုင်ကိုင်နိုင်သေးလို့မိသားစုအဆင်ပြေးနေသေးပေမဲ့အဖေတို့အမေတို့ကဒီတိုင်းအမြဲနေမှာမဟုတ်ဘူးငါသားအဖေတို့အမေတို့အိုမင်းမစွမ်းလို့မလုံနိုင်မကိုင်နိုင်တဲ့အချိန်တွေဆိုတာရှိလာဦးမယ်သားအဲ့ဒီအချိန်ကြရင်အဖေတို့မိသားစုတာဝန်ကိုဘယ်သူကထမ်းမှလဲသားနောက်ငါသားကဒီတိုင်းဘာမှမလုပ်ပဲနေရသမျှနေနေမယ်ဆိုရင်အဖေတို့အမေတို့မရှိတော့ရင်ငါသားဘာနဲ့သွားရက်တီမှလဲတို့ဖခင်ကအမြဲဆင်ញင်ရမယ့်အရာတွေကိုပြောခဲ့တယ်ငါတို့ဟာတနေ့အိုးကိုအိုးမယ်တနေ့ငါတို့ဟာနားကိုနာချရလိမ့်မယ်တနေ့ငါတို့ဟာသေးကိုသေးချရလိမ့်မယ်
တနေ့ငါတို့ဟာမိသားစုတွေကွဲလို့တဦးနဲ့တဦးခွဲခွာကြရလိမ့်မယ်တနေ့ငါတို့ဟာငါတို့လုပ်တဲ့ငါတို့ရဲ့ကမ်းဆိုတဲ့အလုပ်ကိုပဲအားကိုးရလိမ့်မယ်ဆိုတာအမြဲစဉ်းစားနေဖို့အမြဲသိမြင်နေဖို့တို့ဖခင်ကမှာခဲ့တဲ့သားအဲ့ဒီလိုဆင်ញင်းနေဖို့ဆိုတာကြောက်ဖို့မဟုတ်ဘူးမအိုခင်မနာခင်မသေးခင်မကွဲချခင်ကိုလှုပ်တင်တာတွေလှုပ်ထားကြဖို့ဆင်ញင်ရတာငါသားဒါကြောင့်အဖေတို့အမေတို့မအိုသေးခင်မနာသေးခင်သားကိုအဖေကအလုပ်လုပ်ခိုင်းတာသားအရှင်ပြေးနေတဲ့ဒီနေ့တွေလောက်ပဲမြင်းမနေနဲ့သားအရှင်မပြေနိုင်တဲ့နောင်အနာဂတ်တွေအတွက်လေကြိုးမြင်ရမယ်သားနောက်ငွေဆိုတာကိုယ်တိုင်လောက်ကန်ရှာဝေထားတဲ့ငွေကိုမှတန်ဖိုးထားတဲ့သားပထမနေ့သားရှားလာပါတယ်ဆိုတဲ့ငွေနဲ့ဒုတိယနေ့သားရှားလာပါတယ်ဆိုတဲ့ငွေကိုအဖေကမိဖို့တဲ့ပြစ်ထက်လိုက်တော့သားဘာမှသိမ့်မခံစားရဘူးအေးဆေးအဲ့ဒါသားကိုယ်တိုင်ရှားထားလို့ရတဲ့ငွေမဟုတ်လို့သားမှာနှစ်မျိုးအမှန်တန်ဖိုးထားမှမသိတာသားဟောဒီနေ့သားပင်ပင်ပန်းပန်းနဲ့ရှားလာတဲ့ငွေကိုအဖေကမိဖို့တဲ့ထဲ့မယ်လှုပ်တော့သားအတင်းလူခဲ့တယ်မဟုတ်လားအဲ့ဒါသားကိုယ်တိုင်ရှားလာခဲ့တဲ့ငွေဖြစ်လို့တန်ဖိုးထားရကောင်းမှသိလာတာသားဒါဟာကိုယ်တိုင်အလုတ်လုတ်ငွေရှာခြင်းရဲ့အကျိုးကျေးဇူးပဲအလုတ်လုတ်တက်လာမယ်အလုတ်ကိုလုတ်ချင်လာမယ်အလုတ်လုတ်လို့ရလာတဲ့ငွေကိုတန်ဖိုးထားမှသိလာငွေရှာရတာမလွယ်ဘူးဆိုတာနားလည်ပြီးတော့ငွေတန်ဖိုးကိုသိမြင်လာမယ်ဒါအလုတ်လုတ်ငွေရှာရခြင်းရဲ့တန်ဖိုးတွေပဲသားကိုယ်တိုင်အလုတ်လုတ်ငွေမရှာပဲမိဘလှုပ်စားထိုင်သုံးနေတဲ့သားသမီးတွေဟာအလုတ်လုတ်ချင်စိတ်လည်းမရှိကြဘူးမိဘစီလက်ဖြန့်တောင်းနေတဲ့ငွေကရလာတော့ငွေရဲ့တန်ဖိုးကိုလည်းမသိကြဘူးငွေကိုလည်းတန်ဖိုးမထားအလုတ်ကလည်းမရှိနဲ့စိတ်အားလူအားနဲ့လမ်းသလားပြီးတော့ဖြုံသုံးနေကြတော့သူတို့ရဲ့အနာဂတ်ဟာဘယ်တော့မှตาကောင်းရတနာဆိုတာဖြစ်လာမှာမဟုတ်ဘူးသားပြောဆိုဆုံးမခဲ့တယ်ဖခင်ကမိခင်ဖြစ်သူကလည်းဘေးကနေပြုံးလို့သားဖြစ်သူကလည်းလက်ယုံနေတင်းလို့ပေါ့ဖခင်ဖြစ်သူလည်းနောင်ရည်အတွက်စိတ်အေးသွားတဲ့ခံစားမှုတွေနဲ့ကျေနပ်လို့ပေါ့ပုံမြင်လေးကတော့ဒါပါပဲပြောဆိုမှုကလည်းနည်းနည်းရှည်သွားတဲ့အတွက်ကြောင့်ဒီနေရာမှာပဲညီကုန်းချုပ်လိုက်ပါမယ်အားလုံးကျမ်းမာချမ်းသာစွာနဲ့ပျော်ရွှင်စွာဘဝကိုဖြတ်သန်းနိုင်ကြပါစေ